ကျွန်တော်တို့အားများအောင်အစာလေးလာမေးကြလို့ကျွန်တော်တို့ကဒီခွဲနဲ့လည်းများတယ်ဒီနဲ့လည်းများတယ်ခင်ဗျအစာလေးကိုဒီလိုလေးသေးသေးလေးလုံးပြီးတော့ခွဲလုံးလေးနဲ့ကျွန်တော်တို့တရားလေးနှက်ထားပြီးတော့ကျွန်တော်တို့ကြီးပဲလုပ်ပါတယ်ဒါနည်းနည်းကြီးလို့နည်းနည်းဆော့မယ်ဆော့ပြီးကျွန်တော်တို့လေးတက်များတာပါဒီသေးသေးလေးတက်များပါအာဘီယာငပဲအောင်ဟန်ကုန်မစုံဆွဲပါတယ်ဖော့ကြတကောင်အမကြည့်လိုက်ဖော့ကြတာတကောင်ဖော့ကြတကောင်ဖော့တော့ပြောတော့ဆိုရုပ်နေဖော့အားရတော့ပို့ကတော့ဆိုဖော့မရှိတော့ဘူးကတကောင်ပါဆိုကြည့်ဖော့ကြတကောင်ကြည့်ဟေးပို့ကမပြတ်ဘူးဟုတ်လားပြန်လို့ပြန်ကြည့်တယ်လာပြီကွာပြောအမပြီတော့ကျန်တန်နဲ့လောကတန်ရဲ့ဒီတိုင်းထိုင်များတယ်ဘာခောက်တော့အာဆွဲတော့လာတယ်ကွာဆွဲတော့လာတယ်ကွာလာလိုက်တာကွာဆွဲတော့ဖိုက်တာဖော့ကြတကောင်မိုင်းလေကွာဖော့ကြတကောင်လို့အကိတ်900ဟိုဘက်ကဆောင်းလူကြီး900那你搞的。ချုံနဲ့ဆွဲသွားတာကျွန်哦收တော်ပါရဲ့ချုံနဲ့ဆွဲပြေးသွားတော့စိုး ဘာကောင်ဖေအောင်ဖေအောင်မယ်အဲ့ကောင်ပါဖေအောင်လာတယ်ကွာမိုက်တယ်ကွာလာနေရော